လှတော်သားကထဏောင်းမင်းရိတ်မှနွားကြောင်းရင်အိတ်လူတယောက်ကဆိုင်ကယ်ပြတ်တော့ထဏောင်းမင်းရိတ်ကိုတွန်းဝင်လာတယ်ဆိုင်ကယ်ကိုပြင်တာပေါ့ဟိုနိုင်ဒီနိုင်ရပြီးထင်းလို့ချောင်းနဲ့နင်းပြီးတော့နှိုးတယ်ထုံမနိုးပြင်လိုက်နင်းလိုက်နှိုးလိုက်နိုင်ဝက်လောက်ကြတယ်တထုံနဲ့နင်းနေတယ်လှတော်သားအိတ်လို့မရထလာတယ်ပြိုဆရာကြီးနွားစာဆင်းရင်တပုတ်လောက်ရပြီနော်အညာမှာနွားစာဆင်းတာခြေထောက်နဲ့နင်းဆင်းရဆိုင်ကယ်ပြတ်တဲ့ကောင်ဆက်မနှိုးရတော့ပါလှတော်သားကစပားတိုင်သွားပြီးတော့စပားရောက်နေဒိုင်မှုကငွေရပြေစာမှသူများလက်မအတူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချဒင်းလှတော်သားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွရိုက်လိုက်ပြီးတာပဲဒီတဲ့ရှုပ်တာတော့မရှိတော့ပါဟောခမရတို့ကလည်းပြောတတ်လိုက်တာနော်လို့ရည်နေရတာပဲ